အဲ့ဒါဒီဟာနေတော့ ဟုတ်လားမင်းတို့ပြောတာကြီးဆိုတာကြီးကြားကြတယ် တော့ ဘာကြောင့်ထပ်ပြန်တော့မပိတ်ဆက်မဲ့ကလားယူ ဒီပါစေ အဲ့ဒါဒီပွဲလေးပြောပြမှဆိုလို့စိတ်ထဲမှာတော်တော်လေးဝမ်းသာနေတာ ဟုတ်ရဲ့ အမနေရလာမယ်မလို့ပေါ့လေဒါပေမဲ့မနေ့ပြန်ဆိုတော့ဒီနေ့မဟုတ်ဘူးတဲ့ ဟမ် အဲ့ဒါမနေ့ပြန်လာမယ်ဆိုဒီနေ့ကွီဆိုတော့ ဘာကြောင့်လဲ အဲ့ဒါဒီနေ့အားရှိအောင်အိမ်နေဆိုပြီးအိတ်လိုက်တာအိမ်မက်တွေမဲ့လို့ အိမ်မက်တဲ့ဒီမှာလာမပြောနဲ့ ဒီမဲ့မဲ့တော့ အိမ်မက်မဲ့နေတာ ဘယ်လိုမဲ့ အိမ်မက်ကိုမင်္ဂလာဆောင်အိမ်မက်ဗျာ ဘယ်လိုလဲတော့ အေး ဒီမဲ့ကလေ ဟုတ်တယ် ဟာဘယ်လိုမဲ့လာဆောင်တော့မဲ့ကလေ ကျွန်တော်မင်္ဂလာဆောင် မင်းမင်္ဂလာတော့ မင်းရုပ် မ နေ င်းကဒီတက်ဒီပဲရှိမှမင်္ဂလာတော့ မအိမ်မက်တဲ့ဆောင်တာဘာတတ်နိုင်မှာလို့ အဲ့ဒါဆိုဖိတ်တာတော့နှစ်ခုရ ရိုက်မှ ဒီရဲ့လုံးလက်ခံနဲ့ကြည့်ရတာမနဲ့မင်္ဂလာဆောင်ညနေအာသုဘ ချာမဟုတ်ဘူးလေအဲ့ဒါအိမ်မက်နေတာမင်္ဂလာဆောင်အိမ်မက် ဘယ်လိုနဲ့မင်္ဂလာတောင်းတာလို့ ခင်ဝင့်ဝါနဲ့ မင်းနဲ့ခင်ဝင်ဝါနေ ဟုတ်တယ်လေ ဖြစ်နိုင်မှာမလား ဒီရုပ်က အိမ်မက်သိမင်းချင်တာမဲ့မှန်ပေါ့ဗျာဟာတခါလေးမင်္ဂလာဆောင်အကျွေးမွေးနေတယ်သုံးနေတာပဲဖရဲတိတိတ်နဲ့ရှင်သွေးချမ်းနေတယ် မင်္ဂလာဆောင်က အဲ ဘုံမင်္ဂလာဆောင်သမားတော့အဲ့လိုမဟုတ်ဘူး ဘယ်လိုလဲ ဘူးတိကျော်နဲ့ရေခဲရေနဲ့ အိမ်မက်ထဲသူကျွေးချင်တာကျွေးမှန်ပေါ့မင်္ဂလာဆောင်ခင်ဗျားတို့နှစ်ယောက်တော့ပါသေးတယ် အခုလည်းပါလေ ဟင်းမင်္ဂလာဆောင်ခင်ဗျားတို့နှစ်ယောက်ကြည့်လိုက်တော့ကိုတုံးလုံးကြီး ဟိုတဲ့အဲ့ဒီရှိတော့ အဲ့ဒါတော့မဒီအိမ်မက်ထဲပါတဲ့အတိုင်းပြောရတာအဲ့ဒါနဲ့ကျွေးတဲ့ ခင်ဝင်းဝါဘောလေဝါရဲဘော ဟုတ်ပါရဲ့ ဘာပြီးတော့ကြိုက်တယ် ဝါရဲ အဲ့လိုပြောလိုက်တော့တယောက်9000ဒီလားယောအဲ့လိုမှလည်းနာပြီးဆုံးဟောတယ် ကလဝိုက်ဟောတယ် အဲ့နဲ့နာပြီးဆုံးကြည့်ဆွဲတာလားနာပြီးဆုံးဆွဲတာလားလူတွေလည်းလာလိုက်တော့ကြွကြကိုတိတ်နေတာပဲသူ ဘယ်ကိုသူ နေတာပဲ အိမ်ကြီးရှိတဲ့မင်္ဂလာဆောင်များများတော့တခါလေအဲ့ဒါမှတယောက်1000ဆိုပြီးတော့လာဆုချရရင်တော့1000နဲ့မားနေတယ်အင်းလေးရသလောက်ပို့လေအဲ့ဒါနဲ့ရသလောက်ဆိုပြီးတော့ဘယ်လိုရောက်ပါလဲအဲ့ဒါကိုညာနေတာပဲအဲ့ဒါနဲ့မင်္ဂလာဆောင်ပြီးရဲနဲ့ဘယ်သွားကြမလဲတဲ့မွန်နီယန်ထွက်ကြမယ်တဲ့ ဟာဒီမော အိမ်မက်ထဲမွန်နီဟန်လို့ပြောတာအဲ့ကျော် ဟာဒီမောမြောက်ဘူး အဲ့ကျော်ကိုလည်းဝါရဲပေါ့သူပဲသွားကြမယ်ငလည်းပြီးပေါ့လေ မပလီ အိမ်မက်ထဲငလည်းပြီးလို့ပြောတာမဟုတ်လားတပန်းနဲ့သွားမယ်လေသပိတ်တင်နေရင်နဲ့သွားမယ်တဲ့ ရဲလေချက် သ လေ ပိတ် ချက် တင်တဲ့ကြီးတယ်သပိတ်တင်ခိုက်ထက်ကြီးတယ်ဒီငလည်းသွားလိုက်မှပြင်ကောင်းငင်မော်အားကြီးပဲ မင်းမေစပိတ်တဲ့ကြီးလေသိလား အဲ့ဒါနဲ့သွားရင်နဲ့နေမြန်မောင်းတဲ့ဂတ်ဘူက ခိုင်းတော့ ဒီညကပ်ပေါ် အဲ့မှာလေမင်းကဆင်းပြီးတော့ကြည့်လိုက်တော့ကောင်းငင်မှာလေကြီးရဲ့ရက်နေတာပေါ့လေ ဟုတ်ကဲ့မရမ်းလား သွားနေတာ မကောင်းရက်နေတာဗျာ အဲ့ရက်တော့ အဲ့မှာအောက်ဆင်းပြီးကြည့်လိုက်တော့သမုတ်တန်နဲ့တောင်ကျိုးသွားပြီလေ ဒီမြန်ကသမုတ်ကန်ကျုပ်လုံးကျိုးတယ်မင်းမေဆောင်းတယ်ဘယ်နှောင်းကျိုး အမေကတော့သူကျိုးနေတာကျိုးတာပါပဲအဲ့ဒါနဲ့အမေကျိုးတော့ဘယ်ရောက်သွားတာ သမုတ်ကန်နဲ့ချောင်းကျိုးတယ်ကွာ အဲ့မှာလေနဲ့သွားနေသွားရောသိလားလေဘောမှာခင်ဗျားတို့2ယောက်ပါသေးတယ် ဟာကိုပါလေ ပါတာပေါ့ ဟာကြတယ် ဘုန်းကြီးကဒီမြန်မပါလေ ပါတာပေါ့ ဟိုလေးကန်စီးရ ကျွန်တော်နဲ့ခင်ဝင်းဝနေရတော့လေဦးကမှ2ယောက်သားပခုံးလေးတွေဖက်ပြီးတော့ ကျွန်တော်လည်းရောက်တော့ဘယ်မှာ ဦးလေအိမ်သာနားမှာငိုက်နေကြ ဒီပြာကရှားတယ် ရှားတယ်လည်းမပြောနဲ့လေခုံတွေကဖြုတ်ပြီးဆေးတုပ်ထားတယ်အဲ့ဒါ ဒီအိမ်မက်ထဲမှာထိလာတော့တယ်လို့ပြော
အဲ့ဒါနဲ့မောင်းရင်လေမင်းရဲ့ငပလီရောက်သွားတာ ကျွန်တော်ပါသေးတယ်ငပလီကို အပါတာပေါ့အမေကဘလိုဘာမှတဲမဲတဲ့ ဘာကလို့ ဘာကလို့ကလို့မ ဘာကလို့နဲ့ကလို့ မဘန်ကလိုမှတဲမဲဆိုပြီးတော့နေရောကဘန်ကလိုငားလိုက်တာအဲ့ဒါကျုပ်တို့တော့ဘန်ကလိုတဲမှာပေါ့အေးစစ်စစ်ပေါ့ အေးဘောအေးဘော ခမည်းတော်နှစ်ယောက်ကြည့်လိုက်တော့နေငါရက်မှာကွေးကိုလေးတွေပတ်သက်တုံဘူး ဘူးကြတော့ ဟာမတော့ဘာအခန်းနေပါလေ အပေါ်အချင်းလေးပါလေးတော့ ခန်းကြီးကကုန်သွားပြီငားလို့အဲ့ဒါမိုးလေးတော့တခါရင်ခိုင်းဝန်းနေကျွန်တော်လက်ကလေးကကြီးရှောက်ပြေးကြတာပေါ့ အေးပါ ပြီးတော့မွတ်တယ်ပေါ့လေ ဘော ခိုင်းဝန်းမှာမောတယ် မောတယ်မှုတယ်မှုတယ် ဘောလေ မှုတယ်မှုတယ် အဲ့မှာအေးရလေးတောက်ကြမယ်တဲ့ ဘီယာဘီ ဒီ ယာ ရတော့တာ အိမ်မက်အေးရလို့ပြောတာပေါ့ အေးရ တရားသေးပြီ ကျတော့အိမ်မှာအေးကိုရင်းဘီယာလေးတောက်နေလို့ခမတို့နှစ်ယောက်ကြည့်နေတော့အုံးလေးအရှိကြီးကြီးကတ် အလို့တွေမကြည့်ဘူးလားကွာ အနုတွေကသူများဝင်လို့ပုံသွားနေတယ်အဲ့ကန်းနာမှာဟိုပြေးဒီပြေးနဲ့ခမတို့နှစ်ယောက်ကြည့်လိုက်တော့နောက်ကနေတောင်းတုတ်ကျင်းနဲ့ခရီးပွဲလေးလျှောက်တော့ အဲ့ဒီကအကောင်းနေမရဘူးလား အကောင်းမေးတွေကသူများကောက်ကိုပုံသွားအဲ့ဒါနဲ့ပြေးလိုက်မောတဲ့သူပေါ့တုတ်တုံးကြီးကလေးခံရင်းနဲ့ ဒီလေးခံမယ် ကလေးခံရင်းနဲ့ပြောတာအဲ့ပေါ်မှာပဲလက်ကလေးလာနေလို့ရှိလိုက်လုံးကြီးလိမ့်ကြောက်တုံးကြီးဝေါးဆိုဝင်တိုက်တာရေပေါက်လေးလူလာကနာခင်ဗျားဆက်ပြောစမ်း မင်းနဲ့ငါဘယ်လိုလုပ်ပြောရမှာလို့